တော်နယ်ထွက်နဲ့တင်နာဝိုက်တို့ရဲ့အင်ဗီရိုပွဲကြီးကတရားစွဲဆိုခံထားရတာကြောင့်ပွဲပြတ်သွားနိုင်လားဆိုတဲ့အကြောင်းအရာကိုဒီနေ့ဗီဒီယိုလေးမှာအချက်လက်တွေနဲ့တော့သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ဘယ်သူကမှန်တယ်ဘယ်သူကမှားတယ်ဆိုတာကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တရားစွဲဆိုခဲ့တဲ့ပုံစံတွေကတော့ဗီယက်နမ်တိုက်ပွဲမှာပါဝင်တိုက်ပွဲဝင်ခဲ့တဲ့အငိမ့်စားလီတက်အရာရှိဖော်ရိုမန်နိုနဲ့အရက်ဖက်တက်ကြွလှုပ်ရှားသူစူဇန်တောက်ကလတ်တို့ကတရားစွဲဆိုခဲ့တာပါ။အဓိကအင်ဗီရိုတောင်ဘက်မြက်ခင်ပြည်နယ်လင်ကုန်းအထိမ်းအမှတ်ဗိမာန်တို့ကိုအသုံးပြုခဲ့လို့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။တရားလိုတွေဘက်ကတရားစွဲဆိုခဲ့တဲ့အကြောင်းအရာပြည်စုံကအမေရိကန်လွတ်လပ်ရေးနေ့250ပြည့်အထိမ်းအမှတ်အတွက်ဒေါ်နယ်ထရန့်ကလုပ်ခဲ့တဲ့ဆိုပေမဲ့လွတ်လပ်ရေးစာချုပ်ရတဲ့နေ့ကဇူလိုင်လ4ရက်နေ့ဖြစ်ပြီးလက်ရှိကျင်းပမယ့်ရက်ကဇွန်လ14ရက်နေ့ဖြစ်ပြီးဒေါ်နယ်ထရန့်ရဲ့280ပြည့်မွေးနေ့လည်းဖြစ်နေပါတယ်။ဒါUSA Freedom 250အမေရိကန်လွတ်လပ်ရေးနေ့အတွက်ဆိုပြီးကောင်းစဉ်တက်ခဲ့ပေမဲ့ဒေါ်နယ်ထရန့်ရဲ့280ပြည့်မွေးနေ့အတွက်ပြုလုပ်နေသလိုဖြစ်နေပါတယ်။နောက်ပြီးအများပြည်သူပိုင်းအဗီရိုတောင်ဘက်မြက်ခင်းပြင်မှာခွင့်ပြုချက်မတောင်းပဲတကလောလို့ခေါ်တဲ့တက်600ကျော်စတိတ်စင်ကိုစောက်လုပ်ခဲ့တာကြောင့်မြက်ခင်းပြင်ပျက်စီးဆုံးရှုံးမှုရှိခဲ့လျင်အများပြည်သူတွေစီကအခွန်အခတွေနဲ့ပြည်လည်ပြည့်နိုင်ရေးရှိတဲ့ဆိုတဲ့အကြောင်းအရာမျိုးတွေနဲ့တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။နောက်ပြီးဒေါ်နယ်ထရန့်နဲ့တင်နာဝိုက်တို့ကကိုကျိုးစီဝါရဖို့အတွက်အများပြည်သူပိုင်းဝါရှင်တန်မြို့ရဲ့အထင်ကရနေရာကိုအသုံးပြုခဲ့တယ်လို့ဆိုပြီးဆွဆွဲခဲ့ပါတယ်။ဒေါ်နယ်ထရန့်ရဲ့တာဝန်ရှိသူတဦးကတော့အမေရိကန်လွတ်လပ်ရေးနေ့250ပြည့်မှာသမိုင်းဝင်မှတ်တမ်းအာဃာတဝကြီးတစ်ခုဖြစ်လာမှာကိုမကျင်းပနိုင်အောင်နှောက်ယှက်နေတယ်ဆိုပြီးဒီတရားစွဲဆိုမှုကအချင်းမြင့်မရှိတဲ့တရားစွဲဆိုမှုပါဆိုပြီးပြန်လည်ပြောဆိုထားပါတယ်။တယ်လိုတွေဘက်ကတော့ဒီပြိုင်ပွဲကျင်းပဖို့ရပ်ဆိုင်းထားရန်တရားရုံးမှာတောင်းဆိုထားပါတယ်။ဒေါ်နယ်ထရန့်နဲ့ဒေနာဝိုက်ကလည်းအမေရိကန်ဒေါ်လာတန်60ကျော်အကုန်ကျခံထားတဲ့ USA Freedom 250ကိုအပြတ်ခံမှာတော့မဟုတ်ပါဘူး။တေချာတာတစ်ခုကတော့ဒီ USA Freedom 250ပြိုင်ပွဲကြီးကပြတ်ဖို့အလားအလာမရှိသလိုရပ်ဆိုင်းခံရတာမျိုးလည်းမရှိနိုင်ပါဘူး။ဒေါ်နယ်ထရန့်အဲ့လောက်မညံ့ပါဘူး။ USA ဘက်ကတော့ Facebook နဲ့ YouTube ပေါ်မှာ USA Freedom 250နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတောက်လျှောက်တင်နေပါတယ်။ Press Conference ပွဲကိုလည်း12ရက်နေ့မှာပြုလုပ်မယ်လို့ကြေညာထားပါတယ်။တရားလိုတွေဘက်ကလည်းတရားစွဲဆိုလို့ရတဲ့အနေအထားမျိုးရှိပေမဲ့ဒေါ်နယ်ထရန့်ဘက်ကလည်းကိုကျိုးစီးပွားအတွက်မဟုတ်တာကိုတွေ့ရပါတယ်။ဒီဘက်ကနေအကျိုးမဲ့ရဖို့မရှိပါဘူး။ဒေါ်နယ်ထရန့်က UFC ပရိသတ်တယောက်ဆိုတာလူတိုင်းသိပါတယ်။အရင်ကတည်းကမကြာခဏ UFC ပွဲတွေကိုတက်ရောက်ကြည့်ရှုလို့ရှိပါတယ်။သူ့ဝါဒနာအရခဏတဲ့ပွဲကြီးတစ်ပွဲဖြစ်ရှင်တာလို့မြင်မိပါတယ်။ဘာကြောင့်ဒီလိုပြောရလဲဆိုရင်ဒီပွဲမှာတခြားတီးဝိုင်းဘန်တွေလည်းငှားထားတယ်လို့ကြားရပါတယ်။အမေရိကန်စစ်မှုထမ်းဟောင်းတချို့ကိုလည်း free လာရောက်ကြည့်ရှုဖို့စီစဉ်ပေးထားပါတယ်။ဒီပွဲမှာနိုင်ငံရေးအရာအမေရိကန်ဖိုင်ယာတွေကိုပွဲတိုင်းလိုထည့်ထားပါတယ်။ဒီချက်တွေကိုကြည့်ချင်းဖြင့်ဒေါ်နယ်ထရန့်ကသူ့ကိုကျိုးအတွက်မဟုတ်တာကိုတက်တေးပြနေပါတယ်။ဒီလိုပရိပခါတွေကြောင့်မင်းသားကြီးဒရိန်ဂျွန်ဆန်ကတော့ဒီပွဲကိုတက်ရောက်ဖို့ညှင်းဆိုထားပါတယ်။ဒီပရိပခါတွေကိုကြည့်ချင်းဖြင့်ဒေါ်နယ်ထရန့်ကသူ့ရဲ့မွေးနေ့နဲ့အတူကျင်းပကျင်တာမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူ့ရဲ့ကိုကျိုးအတွက်မဟုတ်တာတော့သိကြပါတယ်။လူချင်းမင်းတို့ရဲ့ထင်မြင်ယူဆချက်ကိုလည်းကွန်မန့်မှာရေးပေးသွားလို့ရပါတယ်။အဆုံးထိ live မှာကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA အကြောင်းအရာတွေနဲ့ Fighting Sport အကြောင်းအရာတွေကိုထပ်မံကြည့်ရှုရဖို့ channel လေးကိုလည်း like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုချင်ပါတယ်။